เอาพี่น้องดามังกันไว้สรุปเสียงจนเราเนาะยิงยังทางรายการเนาะหัวตาเราไล่มาเนาะเดี๋ยวมาอดีพิวไล่มาเนาะอดีพิวก่อนเนาะโอเคอดีพิวไปส่วนดาถูกด้วยพี่เนาะแล้วรู้เสียงดาขนาดเลยสาวขนาดจารู้เสียงจนเราปั่นสเลททั่วหลังไหมโอเคเนาะเดี๋ยวมาปั่นสเลททั่วหลังพี่มาจีโอเคเนาะปั่นสเลททั่วหลังพี่เดี๋ยวมาอารมณ์เป็นอะไรวะဒီတစ်ခါကတော့ကျွန်တော်ပြန်လဲမျှဝေပေးမှာကတော့ကျွန်တော်တို့ဒီကက်စီကွန်ဘန်ပေါင်းကနေပြီးတော့เนาะဒီဘန်ကတ်နဲ့เนาะဘန်ကတ်နဲ့ပေါ့เนาะပတ်စံလွှဲပေးနီးပေါ့เนาะပတ်စံလွှဲနီးကိုယ့်ရဲ့ဘန်ထဲမှာပေါ့เนาะစီးနဲ့ပတ်စံကိုပေါ့เนาะသူများစီကိုလွှဲပေးတာပေါ့เนาะကိုယ့်ရဲ့တငယ်ချင်းဘန်ကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရီးစားပေါ့เนาะကိုယ့်ရဲ့ရီးစားကိုယ့်ရဲ့ညီတွေကိုတွေပေါ့เนาะဒီကနေပြီးတော့ကိုယ့်ရဲ့ဘန်ကတ်တွေကပတ်စံကိုလွှဲပေးတဲ့နီးလေးဖြစ်ပါတယ်เนาะဒါဒီနီးကိုတော့ကျွန်တော်တင်နာဘူးတာစီတယ်เนาะတင်နာပေးဘူးတာစီတယ်ပမာစာနဲ့ပေါ့เนาะတင်နာပေးတာလွန်ခဲ့တဲ့တစ်နှစ်လောက်ပါပေါ့เนาะတော်တော်ကြာနေပြီเนาะပမာစာနဲ့ကျွန်တော်တင်နာပေးတယ်အခုကြတော့ဘယ်လိုပြောမလဲဆိုတော့ဒီကျွန်တော်တို့ကက်စီကွန်ဘန်ပုံးနေမှာပမာစာမရတော့ဘူးเนาะပမာစာမရပဲနဲ့ထိုင်းစာတွေပဲဖြစ်နေတယ်เนาะအင်္ဂလိပ်စာနဲ့ထိုင်းစာတွေပဲဖြစ်တော့ကျွန်တော်တင်နာပေးနေဒီပမာစာနဲ့ကောင်တွေကเนาะသုံးလို့အဆင်မပြေတော့ဘူးเนาะခုနေ့တုန်းကလည်းညီမလေးတရားဖုန်းဆက်လာတယ်เนาะဒီကက်စီကွန်ဘန်ပုံးကနေပြီးတော့ဒီပတ်စံလွှဲနေနီးလေးပေါ့เนาะဘန်ကတ်နဲ့ပတ်စံလွှဲတဲ့နီးလေးကိုပြန်ပြီးတော့တင်ပေးပါမနော်သူပြောတာလေပြန်ပြီးတော့တင်ပေးပါပေါ့ဘာဖြစ်လို့လဲဆိုတော့ပထမတော့ကျွန်တော်တင်ပေးတာကဒီဟိုးစာပေါ့နော်ပမာစာနဲ့တင်ပေးတာအခုကျတော့ဒီပမာစာတွေကသုံးလို့မရတော့เนาะသုံးလို့ပမာစာနဲ့နှိမ့်မရတော့ပေါ့နော်ပမာစာမရှိတော့ဘူးဆိုတော့အဲ့ဒါနဲ့သူကနေပြီးတော့သုံးလို့မရတော့ပေါ့နော်မတတ်တော့ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်အခုတစ်ခေါက်ကျတော့ကျွန်တော်ထိုင်းစာနဲ့ပဲတင်ပေးမယ်เนาะဒီအင်္ဂလိပ်စာတွေနဲ့မတင်တော့ဘူးเนาะအင်္ဂလိပ်စာနဲ့ဆိုလို့ရှိရင်လည်းအင်္ဂလိပ်စာပြောင်းနေရအောင်မယ်เนาะထိုင်းစာနဲ့ဆိုလို့ရှိရင်ထိုင်းစာနဲ့ပဲမှတ်တိုင်းဒါတက်လုံးထိုင်းနိုင်ငံမှာနေသွေးကာလက်ပတ်လို့ကျွန်တော်တို့ပတ်စံလွှဲလို့ပဲဖြစ်ဖြစ်ပေါ့နော်လှုပ်လို့ရအောင်เนาะကျွန်တော်ဒါပေမဲ့အခုပြမှာတော့ဒီကက်စီကွန်ဘန်ချင်းပေါ့နော်ကက်စီကွန်ဘန်ချင်းလွှဲပေးတာပေါ့နော်ဒါပေမဲ့ဒီပြင်ပန်တွေရောလွှဲရလားဆိုတော့ရတယ်เนาะရတယ်ဒီပြင်ပန်တွေထိုင်ပန်နေပန်တွေပေါ့နော်အုံစင်ကွန်ထိုင်ဒီပြင်ပန်တွေလည်းလွှဲလို့ရတယ်เนาะဒီနီးမှာဒါပေမဲ့အခုကျွန်တော်လွှဲပြမယ့်နီးကတော့ဒီဘန်ကတ်နဲ့ဒီကက်စီကွန်ဘန်ချင်းကိုလွှဲတဲ့နီးလေးပဲเนาะတကယ်လို့တပြင်းနီးကိုလိုချင်တဲ့လူစီလို့ဆိုရင်ဒီကက်စီကွန်ကနေပြီးတော့တပြင်းပန်ကိုဒီလိုဘန်ကတ်နဲ့လွှဲတဲ့နီးလေးလိုချင်တယ်ဆိုလို့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာမေးပါလို့ရတယ်เนาะမေးလို့ရတယ်ကျွန်တော်ပြန်ပြီးတော့ဗီဒီယိုထပ်လုပ်ပေးမယ်เนาะအခုကြတော့ကျွန်တော်ရဲ့ဘန်ကတ်နဲ့ပဲကျွန်တော်ဒီကက်စီကွန်ဘန်ပုံးမှာပေါ့เนาะဘန်ချင်းလွှဲတဲ့နီးလေးကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်เนาะကဲကျွန်တော်တလက်စလဲကျွန်တော်ပြောမှာเนาะတချို့တွေဆိုလို့ရှိရင်ကျွန်တော်မမေးလာတယ်เนาะ comment ထဲမှာမေးတတ်တာရှိတယ်เนาะဒီကျွန်တော်တို့ဒီအခုလက်ရှိသုံးနေတဲ့ဘတ် ATM ကเนาะဘယ်တော့တက်တန်းကုန်မလဲပေါ့เนาะတက်တန်းကုန်မဲ့ရက်ကိုဟိုစိုးရိမ်တာပေါ့เนาะလောက်တာလဲ2နှစ်စီ3နှစ်စီပြီဆိုတော့ဘယ်တော့တက်တန်းကုန်မလဲမမေးနဲ့တယ်เนาะအဲ့ဒီဘယ်မှာကြည့်မလဲပေါ့เนาะဒီပြောမှဆိုလို့ရှိရင် ATM ဒီဘန်ကတ်ပေါ့เนาะဘန်ကတ်တက်တန်းဘယ်တော့ကုန်မလဲဆိုတော့ခဏမေးနေကျွန်တော်ပြရမယ်เนาะဒီမှာကြည့်ဒီမှာတွေ့မလားမသိเนาะဒီမှာတွေ့မှာเนาะနံပါတ်ဒီမှာကြည့်ဒီမှာကျွန်တော်လက်နာနံပါတ်လေးเนาะဒီမှာလက်တာနံပါတ်လေးတွေ့မှာเนาะဒီမှာကြည့်ဒီမှာเนาะ4ရက်နေ့ဒီမှာရေးထားတာเนาะ4ရက်နေ့ဘယ်လောက်လဲငါနည်းနည်းမှောက်နေတာတွေ့ဒီမှာเนาะ4မြင်းဆောင်24ဆိုတာเนาะဒါ4လပိုင်း2000နဲ့ဟိုးစာပေါ့เนาะ4လပိုင်း2024မှာကုန်မှာเนาะအခုမှဆိုလို့ရှိရင်21ပဲစီတက်ထားလားနောက်ထပ်3နှစ်တောင်သုံးလို့ရတယ်เนาะဒီဘန်ကတ်ဆိုလို့ရှိရင်เนาะအဲ့ဒါလိုမျိုးเนาะတချို့တွေဆိုဒီနေရာမှာမတူကြအောင်เนาะကြည့်เนาะဒီနေရာမှာကြည့်เนาะအခုကျွန်တော်ပြတဲ့ဥစ္စာကြတော့ဒါ4လပိုင်း24ပေါ့เนาะအခုမှ21ဆိုတော့နောက်ထပ်3နှစ်ကျန်သေးတယ်เนาะသုံးလို့ရသေးတယ်เนาะတကယ်လို့ဒီနေရာမှာတက်တန်းကုန်နေပြီဆိုလို့ရှိရင်လည်းဘာမှမဖြစ်ဘူးเนาะကျွန်တော်တို့ဒီဘန်ကတ်နဲ့ဒီဘန်ပုံးမှာပတ်စံနှိမ့်နေသွေးကာလပတ်လုံးကဒီဘန်ကတ်ကိုသုံးလို့ရတယ်เนาะသူကတကယ်လို့ဘန်ကတ်ကတလို့တက်တန်းကုန်မယ်ဆိုလို့ရှိရင်သူအမှပတ်စံနှိမ့်တဲ့ခါကျတော့သူပြမယ်เนาะ200သူဖြတ်မယ်เนาะပြောမှဆိုလို့ရှိရင်ဒီဘန်ကတ်ပေါ့เนาะတက်တန်းပြန်တော်ဖို့ဆိုပြီးတော့200ဖြတ်မှဆိုတော့သူကိုအတိပေးမယ်เนาะအတိပေးနေချိန်ကြလို့ဆိုလို့ရှိရင်အဲ့ဒီမှာပေးပြီးတော့ပေးဖြတ်လိုက်เนาะပေးဖြတ်လိုက်လို့ဆိုရင်သူဖြတ်မယ်ဆိုလို့ရှိရင်ဒီဘန်ကတ်ကိုဒီနေရာမှာကုန်နေပြီเนาะသူတက်လုံးအများတန်းသုံးသွားလို့ရမယ်เนาะအများတန်းသုံးလို့ရတယ်เนาะတကယ်လို့ကိုကနေပြီးတော့တက်တန်းကုန်လို့ပေါ့เนาะအသစ်လို့ကျင်တယ်ဆိုလဲဘာမှမဖြစ်ဘူးဘာသွားပြီးတော့အသစ်ပြန်လဲလို့ရတယ်เนาะတကယ်လို့မလဲဘူးဆိုလို့ရှိရင်လည်းဆက်ပြီးတော့ဆက်ပြီးတော့သုံးလို့ရတယ်เนาะဘာမှမဖြစ်ဘူးเนาะဒီနေရာမှာကြည့်เนาะဘန်ရဲ့တက်တန်းအောင်เนาะဒီကိုရဲ့ဘန်ကရဲ့တက်တန်းအောင်ဒီမှာကြည့်လို့ရတယ်เนาะဒါကျွန်တော်တခါတည်းပြောပြပေးတာเนาะနောက်ထပ်ဗီဒီယိုမလုပ်ထီအောင်เนาะဒီဥစ္စာနဲ့ပတ်သက်ပြီးတော့
โอเคเนาะကျွန်တော်အခုကျွန်တော်ပတ်စံလွှဲပြမယ်เนาะဒီကျွန်တော်အခုဒီကစီကွန်ပန်ချင်းချင်းပေါ့เนาะဘန်ကန်နဲ့ပတ်စံလွှဲနေနေလေးစားမယ်เนาะကဲဒါအရင်တော့ကျွန်တော်တို့ပြောနေကြเนาะဒီကျွန်တော်တို့စင်ကာစီနံပါတ်ချောင်းကိုဘန်ပုံးနဲ့ထည့်မယ်เนาะထည့်သွားလို့ဆိုရင်ကျွန်တော်တို့ password နိုင်မယ်เนาะ password password နိုင်ပြီလို့ဆိုရင်ဒါကျွန်တော်ဟိုတစ်ခါမှပြောပြတာဒါလားပြောပြတာဒါဒီမှာဒီညနေပြင်ပေါ်မှာစီးနေအရာတွေအကုန်လုံးကျွန်တော်ပြောပြတာဘူးတယ်เนาะပြောပြထားဘူးတယ်နော်ပြီးသွားတဲ့တစ်ခါတော့အခုပြီးသွားတဲ့နောက်ဆုံးဗီဒီယိုမှာဆိုလို့ဆိုရင်ဒီမှာเนาะကျွန်တော်ဒီဟိုးစာနဲ့ပေါ့เนาะဒီအတန်းလေးကိုเนาะကျွန်တော်လုပ်ပြသွားတာเนาะပြောမှဆိုလို့ဆိုရင်ဒီဖုန်းဟိုးစာပေါ့เนาะဖုန်းပတ်စံဖြည့်နီးပေါ့เนาะဒီ ATM ပုံကနေပြီးတော့ဖုန်းပတ်စံဖြည့်နီးဆိုဒီတန်းလေးနဲ့ပြသွားတာเนาะအခုကျတော့ပတ်စံလွှဲမှာဆိုတော့เนาะဒီအပေါ်ဆုံးတောင်းနိုင်မှာเนาะဒီတန်းအောင်เนาะနံပါတ်1အောင်နိုင်မှာเนาะပတ်စံလွှဲဖို့တောင်းเนาะဟုတ်ကဲ့နိုင်ပြီလို့ဆိုရင်ဒီလိုထားပြမှာเนาะပြလို့ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးတောင်းထားနိုင်မှာเนาะဒီဘက်ချမ်းเนาะဒီလိုထပ်ပေါ်လာမှာเนาะပေါ်လာလို့ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီအလဲတန်းအောင်နိုင်မှာเนาะအလဲတန်းအောင်เนาะဝင်เงินเข้าบัญชีอื่นๆเนาะဒီအလဲတန်းနိုင်မှာเนาะအလဲတန်းကျွန်တော်စာမှာဖတ်ပြတော့เนาะကျွန်တော်ဒီသင်္ကေတနဲ့ပဲပြပါမယ်เนาะအလဲတန်းเนาะဒါထိုင်းစာနဲ့ပြတာပါမဟုတ်เนาะကျွန်တော်တို့ဘယ်မှာရောက်เนาะဒီအခုတွေးနေအတိုင်းပဲเนาะနေရာတိုင်းမှာနှိပ်လို့ရတယ်เนาะဘာမှဘာသာစကားတွေပြောင်းစရာမလိုเนาะကိုတစ်ခေါက်နှစ်ခေါက်နှိပ်ပြီးလို့ဆိုရင်ဒါမှတ်မိပြီပေါ့เนาะခလုံးဒီနေရာနှိပ်မှာเนาะအလဲခလုံးเนาะအလဲခလုံးနှိပ်ပြီးလို့ဆိုရင်တစ်ခါထပ်ပြီးတော့အပေါ်ခလုံးထပ်နှိပ်မှာเนาะအပေါ်ခလုံးဒီအတန်းလေးเนาะအပေါ်ခလုံးထပ်နှိပ်မှာပြီးလို့ဆိုလို့ဆိုရင်ဒီမှာเนาะကစီကွန်ထိုင်းဆိုတဲ့နေရာနှိပ်မှာเนาะတကယ်လို့တချိုးတွေဆိုလို့ဆိုရင်ဒီဥစ္စာရှိရပေါ့เนาะတပြင့်ပန်းတွေကိုသွားမယ်ဆိုလို့ဆိုရင်မကြည့်ဒီနေရာနှိပ်တယ်เนาะဌာနခံယူဆိုတာပြောမှဆိုရင်တပြင့်ကွန်ထိုင်လို့เนาะကွန်ထိုင်လို့ထိုင်ပါနေလို့ဆိုရင်ဒီနေရာနေပြီးတော့ယူရတာเนาะဒါကျွန်တော်တို့ကကစီကွန်ချင်းချင်းဆိုတော့ဒီနေရာပဲထိုက်မယ်เนาะနေရာထပ်နိုင်မယ်เนาะကစီကွန်နေရာထိုက်မယ်เนาะဟောပြီးလို့ဆိုလို့ဆိုရင်เนาะဒီနေရာမှာဆိုလို့ဆိုရင်ဒါကျွန်တော်တို့ပါနံပါတ်10လုံးထည့်လို့ရပြီเนาะကိုလွှဲပေးသူ့ရဲ့เนาะလွှဲပေးလိုက်မဲ့သူရဲ့ဟိုပါနံပါတ်10လုံးပေါ့เนาะစာအုပ်လည်းမှလည်းပါတယ်เนาะအဲ့ဒီမှာစာအုပ်ထဲမှာပါနေဒီနံပါတ်10လုံးပေါ့เนาะဒီနေရာမှာနှိပ်ပေးရမယ်เนาะโอเคเนาะကျွန်တော်နှိပ်လိုက်မယ်เนาะနိုင်เนาะ9 4 9 2 1 0 8 9 0 9โอเคเนาะဒီမှာ10လုံးเนาะကြည့်လိုက်เนาะ1 2 3 4 5 6 7 8 9 10လုံးเนาะဒီမှာ10လုံးသလားအဲ့လိုပြီးပြီဆိုလို့ဆိုရင်10လုံးနှိပ်ပါဆိုလို့ဆိုရင်ကျွန်တော်တို့အပေါ်ခလုတ်ပြန်နှိပ်မယ်เนาะအပေါ်ခလုတ်โอเคဒီမှာဆိုလို့ဆိုရင်ကိုပတ်စံဘယ်လောက်ထည့်မယ်เนาะထဲမဲငွေပမာဏကိုရေးပေးရမယ်เนาะထဲမဲငွေပမာဏကိုเนาะဒီမှာနှိပ်ပေးရမယ်เนาะကျွန်တော်1000နှိပ်မယ်เนาะ100010ရထားโอเคเนาะဒီမှာကြည့်เนาะ1000ဘတ်ပေါ့เนาะကျွန်တော်နှိပ်လိုက်ပြီเนาะနှိပ်ပြီးဆိုလို့ဆိုရင်ကျွန်တော်တို့ဒီအပေါ်ခလုတ်ထားနှိပ်မယ်เนาะအပေါ်ခလုတ်ပဲเนาะကဲဒီလိုပေါ်လာပြီဆိုရင်ဒါတော့ကိုတေချာစစ်တော့เนาะဒီနေရာမှာစစ်တော့เนาะတကယ်လို့နောက်တစ်ချက်ထပ်နှိပ်လို့ဆိုရင်ဒါပတ်စံသူ့ထဲဝင်ပြီเนาะဒါကြောင့်မို့တေချာစစ်เนาะဒီမှာနံပါတ်မှန်လားเนาะနောက်ပြီးတော့ပတ်စံနောက်ပြီးတော့ဒီမှာလွှဲကပတ်စံမပေးရအောင်เนาะတကြမ်းမှမပေးရအောင်เนาะအလဲကားပဲเนาะ free เนาะနောက်တော့ကျွန်တော်လွှဲပေးတဲ့လူကเนาะဒီမှာကျွန်တော်ဟိုစားပေါ့เนาะဒီရှမ်းဟိုစားတယ်ပေါ့เนาะရှမ်းပန်တဲ့ကိုကျွန်တော်ထည့်ပေးတာเนาะနာဆောင်စတီကမွန်မှာဖူဆိုတော့เนาะကျွန်တော်ရှမ်းရဲ့ပန်တဲ့ကိုထည့်ပေးတာเนาะပမာပန်မဟုတ်เนาะဒီမှာကျွန်တော်စစ်ပွားเนาะမှန်ကန်တယ်เนาะနောက်ပြီးတော့ပန်နံပါတ်1000မှန်ကန်တယ်เนาะဒီလိုလုပ်လို့မှန်ကန်ပြီဆိုလို့ဆိုရင်ကျွန်တော်တို့ဒီနေရာကိုထားနိုင်မယ်เนาะမှန်ကန်ပြီဆိုလို့ဆိုရင်ဒီအပေါ်ခလုတ်နိုင်မယ်เนาะဒါအနှိပ်ကြလုံးတော့ဘာမှမဖြစ်ဘူးเนาะအပေါ်ခလုတ်ပြန်နှိပ်လိုက်เนาะကျွန်တော်ထားတာကြာသွားလို့เนาะဘာမှမဟုတ်เนาะဟုတ်ပြီเนาะဒါမှန်ကန်ပါပြီဆိုလို့ဆိုရင်ကျွန်တော်တို့เนาะရင်ရန်ထန်လိုက်ကန်เนาะဟိုသာလောက်လိုက်မယ်เนาะဒီမှာအတီးပြုတ်လိုက်မယ်เนาะအတီးပြုတ်ပေါ့เนาะโอเคဒီပြုတ်ပြီးဆိုရင်ဒါသူလွှဲပြီးเนาะလွှဲလို့ဆိုရင်ဒါခဏလေးစောက်ခဏကြာလို့ဆိုရင်ကျွန်တော်တို့ပန်စလက်ထွက်လာမယ်โอเคเนาะဒီမှာပန်စလက်ထွက်လာပြီမကြည့်โอเคเนาะပန်စလက်ထွက်လာပြီဒီမှာမှာပန်စလက်ထွက်လာပြီเนาะကျွန်တော်ထားတောင်းเนาะကျွန်တော်ခဏပြပေးမယ်ဒီမှာအရင်ကြည့်အောင်เนาะကဲဒီမှာကျွန်တော်တို့အကလုံးပြီးစီးဝိုင်းဆိုလို့ဆိုရင်เนาะသူကဒီမှာမေးတယ်เนาะကိုထပ်ပြီးတော့ပြောမယ်ဆိုလို့ဆိုရင်ဘန်ကထပ်သုံးမလားပေါ့เนาะထပ်သုံးမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီအလဲခလောက်နှိပ်တယ်เนาะတကယ်လို့
မထပ်တုံးဆိုလို့ကျွန်တော်တို့ဒီအောက်ခလုံးနှိပ်လိုက်တာနဲ့ဘန်ကတ်ထွက်လာမယ်เนาะတကယ်လို့ထပ်တုံးမှဆိုရင်ဒီနေရာကိုနှိပ်မှဆိုလို့ရင်ဟိုမျက်နှာပြင်အစပြန်ရအောင်ပါပေါ့เนาะဒီအပေါ်ခလုံးဆိုလို့ရင်เนาะဒီမှာ3ကန်စုံခောက်ခွာအပေါ်ဆိုလို့ရင်သူရေးတာ3ကန်စုံခောက်ခွာเนาะတကယ်လို့ဒီပေါ်နှိပ်လိုက်မှဆိုလို့ရင်သူ့ကိုမဆိုင်တာပို့ပေးမယ်เนาะခောက်ခွာတာပို့ပေးမယ်เนาะအဲ့လိုပေါ့မဆိုင်ပို့ပေးမယ်ဒါပေမဲ့ကျွန်တော်မလိုတော့ဘူးเนาะဘန်စလစ်လည်းထောက်လိုက်ပြီဆိုတော့တီးနေပြီဆိုတော့เนาะပြန်ဘန်ကတ်ပဲပြန်ထုတ်လိုက်တယ်မယ်เนาะဒီနေရာနှိပ်မယ်เนาะဘန်ကတ်ထုတ်မှဆိုလို့ရင်เนาะโอเคเนาะဒီမှာဆိုလို့ရှိရင်ဒါကတော့ပတ်စံလွယ်လို့ပြီးသွားပြီเนาะပြီးသွားဆိုရင်ကျွန်တော်ထားလိုက်မယ်เนาะကျွန်တော်ဘန်စလစ်မှာစီးနှုတ်စာလေးပြပေးမယ်เนาะခဏလေးโอเคเนาะဒီမှာကြည့်ပတ်စံလွယ်ပေးလိုက်နဲ့သူ့ရဲ့အချိန်ပေါ့เนาะဒီမှာကြည့်20နဲ့ဒီမှာเนาะ23နိုင်ဆိုတော့အခုဆိုရင်17နိုင်ပေါ့เนาะ17နိုင်ပွဲပေါ့เนาะဒီမှာကျွန်တော်လွယ်ပေးလိုက်တယ်နောက်ပြီးတော့ဒီမှာ date လည်းစီးတယ်เนาะ18ရက်နေ့6လ21ပေါ့เนาะဒီမှာနောက်ပြီးတော့လွယ်ပေးတဲ့ဘာနံပါတ်ဒီမှာเนาะနောက်ဘာနံပါတ်မှာအကလုံးသူ့ရဲ့ဒီ select ဖြတ်ပိုင်းနဲ့မှာအကလုံးပေါ်တယ်เนาะနောက်ပြီးတော့ဒီမှာလွှဲကားဆိုလို့ရှိရင်အလဲကားပေါ့เนาะ free အလဲကားပေးရအလဲကားเนาะပတ်သက်မပေးရဒီမှာတစ်ထောင်ဒီမှာအကလုံးပေါ်တယ်เนาะသူ့ရဲ့အချက်လက်တွေเนาะโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကစီကွန်ဘန်ပုံကနေပြီးတော့เนาะပတ်စံလွှဲပေးတဲ့နီးလေးပေါ့เนาะဒီလောက်ပဲเนาะဒီလောက်မှာပတ်ပြီးဆုံးသွားတယ်ပေါ့เนาะဒါနောက်လဲတကယ်လို့ဒီတပြင်းနီးတွေစီလိုပေါ့เนาะတပြင်းပန်းလွှဲတဲ့နီးတွေစီလိုရင်ဘန်ကနဲ့ပေါ့เนาะလွှဲတဲ့နီးစီရင်ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာ comment ရေးခဲ့လို့ရတယ်เนาะနောက်ပြီးတော့အခုဆိုလို့ရင်တော့ K-Plus တွေတော့ပေါ်နေတာပေါ့เนาะဒါပေမဲ့တချို့တွေက K-Plus မရှိတဲ့လူတွေပေါ့เนาะ K-Plus မရှိတဲ့လူတွေဆိုလို့ရင်ဒီလိုနီးနဲ့သုံးလို့ရတာပေါ့เนาะဘန်ကနဲ့လာပြီးတော့ဒီမှာပတ်စံလွှဲလို့ရတယ်เนาะဘန်ကနဲ့လွှဲလို့ရတယ်เนาะတကယ်လို့ K-Plus စီနော်လဲ K-Plus နဲ့လွှဲကြပေါ့เนาะโอเคเนาะကျွန်တော်ရဲ့ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုလို့ရင် like share နှိပ်ပြီးတော့ subscribe လေးနှိပ်ပြီးပါเนาะဒါမှလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေအသစ်တွေเนาะထပ်ပြီးတော့တင်ပေးလို့ဆိုလို့ရင်เนาะအဲဒီ subscribe နှိပ်တာနဲ့လို့ဆိုလို့ရင်တွားပြီးတော့သူကအကြောင်းကြားပေးမယ်เนาะကျွန်တော်တင်လိုက်တဲ့ဗီဒီယိုတကားတင်တာနဲ့တွားပြီးတော့သူကအကြောင်းကြားပေးမှာเนาะโอเคเนาะဒီနေ့တော့ဒီလောက်ပဲเนาะအားလုံးတတာဘိုင်ဘိုင်เนาะဘိုင်